အဲ့ဒါဆိုအစီပြေရောကြိုက်ပါ ဒါတော့အုံးဒီလုံနေတာပါအုံးဒီကိုခွန်ခွာပြီးတော့ဒီလိုပုံစံလေးကိုလုပ်ပြီးအဝါပုံစံနဲ့လုပ်တာပါပြီးလို့ရှိရင်လည်းဒီပါပါရွက်ကြောင်းတာပါအုံးဒီရအများကြီးပါပဲအုံးရပြောမယ်လို့ဆိုအုံးလုံးလေးပေါ့နော်ဒီပါကျေးဇူးတင်ဒါဆိုအုံးဒီအများကြီးပြရမယ် အားလုံးရှိတယ်လို့ပိုင်ရရငါကြ အုံး ည့် ဒီ ပြ ရအများကြီးကိုရှိရပါတယ် ဘယ်စားမဟမ် အုံးရီလာမှာမယ်ဆိုရင်ဦးလည်းနေကောအုံးရီလာမှာမယ်ဆိုရင်လာမှာလို့ရပါတယ်မြောက်ဝတီမြို့အလက်လေးရက်ကွက်မှာရှိပါတယ်ဒီနော် မနာဖုန်းနဲ့လား